ဒီကဗျာလေးရဲ့အမိကမျက်ရည်သမားလို့အမိရပါတယ်သမီးနော်အဲ့တော့ကဗျာလေးကိုဆရာဖတ်ပြပါမယ်နေစာလှုံ၍လူပုံလောကနိုးကာစားသည်ဂျိုးကတန်ရှည်တောဝဲတည်၍ဤမာမြေပြင်မြစိမ့်စင်လျက်ကောင်းကင်မိုးဝဲနီလာချယ်နှင့်အိုဘဲလူသားနှစ်ယောက်ကြားဝဲခန့်ညားပေစွာခန့်ပေစွာတဲ့အဲ့တော့ဆရာစဉ်းစားကြည့်တာပေါ့လေဆရာကြီးဟာသူ့ရဲ့စပွဲမှာစာထိုင်ရေးနေရနေပြီးတော့ဗရင်ပေါက်ကနေအပြင်ကိုကြည့်လိုက်တဲ့အခါမှာဒီမနေ့စောစောနေအောင်အောက်မှာမျက်ရည်နေတဲ့မျက်ရည်သမားတယောက်ကိုတွေ့ပါလိမ့်မယ်တွေ့တဲ့အချိန်မှာကြပြဆရာဆိုတော့လည်းခံစားနိုင်တာပေါ့နော်နေစာလုံ၍နေပူထဲမှာမျက်ရည်နေတာကိုနေစာလုံတယ်လို့ဆရာကြီးကတင်စားလိုက်ပါတယ်လူဘုံလောကနိုးကာစားတယ်ဒါဆိုမနေ့စောစောပေါ့နော်ဂျိုးကတန်ရှည်တောပွဲတည်ပြီဂျိုးငယ်လေးတွေကလည်းနော်ဂျိုးကအတန်ရှည်ပေးပြီးတော့ဟာဂျိုးကူနေတယ်ဒါကိုသူကတောပွဲတည်ရလို့တင်စားလိုက်ပါတယ်အီမာမြေပြင်မြစိမ့်စင်လေမျက်တရစိမ့်နေတာဟုတ်ဒါကြောင့်မလို့အီမာမြေပြင်မြစိမ့်စင်လေကောင်းကင်မိုးဝယ်နီလာချဲတဲ့ကောင်းကင်မှာလည်းအပြာရောင်ဆိုတော့နီလာအယောင်ဖြစ်နေတယ်ပေါ့အိုဘဲလူသားနှစ်ယောက်ကြားဝယ်ခန့်ညားပေစွာခန့်ပေစွာအဲ့တော့ဆရာကဘာတွေးမိလဲဆရာကြီးကဘာကိုရေးသွားတာလဲလူသားတယောက်ရဲ့လို့ဖြစ်လာပြီဆိုရင်ဒီလူသားဆိုတာခန့်ညားပြီးသားပဲဘယ်အလုပ်ပဲလုပ်တဲ့အလုပ်မှာစိတ်ပါလက်ပါနဲ့အလုပ်လုပ်တယ်ဆိုရင်ခန့်ညားတဲ့လူတယောက်ပါပဲဆိုတဲ့သဘောနဲ့ဒီကဗျာကိုရေးသွားတယ်လို့ဆရာတို့တွေးမိပါတယ်အဲ့ဒီကဗျာလေးကဖတ်တိုင်းကဗျာလေးကဆိုလိုလဲကောင်းတယ်ဆရာတို့လည်းစိတ်သက်ခွန်အားတွေပေးပါတယ်လူသားတယောက်ဖြစ်နေပြီပဲကိုလုံးရမယ်အလုပ်ကိုတာဝန်ကြည့်အောင်လုပ်ကိုလုံးရမယ်အလုပ်ကိုတန်ဖိုးထားပြီးလုပ်ဒါဆိုရင်တော့အိုဘဲလူသားနှစ်ယောက်ကြားပဲခန့်ညားပြီဆိုတာခန့်ပြီဆိုတာပဲဆိုတာလေးအတွေ့ကိုရပါတယ်ဟုတ်ကဲ့ပါဆရာဒါဆရာရှင်းပြတော့မှာပဲပေါ့နော်ဒီကြပြရဲ့ပေါ့ဆိုလိုရင်းပေါ့နော်ဟိုသမီးလဲဒါနားလဲသွားပါတယ်ဆရာဟုတ်ကဲ့ပါအဲ့တော့ဆရာကြီးစော်ကြီးဟာဆိုလို့ရှိရင်သူခေတ်သူအခါပေါ့နော်ဒီစာပေတွေနဲ့ပေါ့နော်ဒီနိုင်ငံချစ်စိတ်မျိုးချစ်စိတ်တွေကိုသူကလှုံ့ဆော်ခဲ့တဲ့ဆရာကြီးနောက်တစ်ခါဒီနိုင်ငံကိုလွတ်လပ်ရေးရအောင်လဲပေါ့နော်သူကလောင်စွမ်းအားနေတာကျူးစာစုကြပြရှင်ကြီးပါဆရာအဲ့တော့နောက်ထပ်ဆရာကြီးအနေနဲ့ပေါ့နော်ရေးသွားခဲ့တဲ့ကြပြားကြီးထဲမှာဆရာအပေါ်ပေါ့နော်နောက်ထပ်ပြီးတော့လွှမ်းမိုးမှုရှိတဲ့ကြပြားဆိုလို့ရှိရင်ရောဆရာဘာကြပြားများကောရှိပါလဲရှင်နောက်ကြပြားတစ်ခုကတော့ပေါ့လေဆရာကြီးဆရာစောကြီးဟာအဲ့ဒီ1935ခုဒီဇင်ဘာလအိုးဝေမဂ္ဂဇင်းထဲမှာရေးခဲ့တဲ့ကြပြားလေးပါဒီကြပြားလေးရဲ့နာမည်ကသင်သေးသွားတော့ဆိုတဲ့ကြပြားလေးဖြစ်ပါတယ်တရားလဲရနိုင်တယ်လို့လူတယောက်ရဲ့လို့ဖြစ်လာလို့ရှိရင်တန်ဖိုးရှိအောင်ဘယ်လိုနေထိုင်ရမလဲဆိုအောင်လည်းပြောသွားတယ်ကြပြားလေးပါဆရာဖတ်ပြပါမယ်။အော်လူပြေလောကလူဘဝကအိုရနာရသေရအောင်မီမှန်ပေသည်ဒီလူရဲ့လို့ဖြစ်နိုင်တနေ့တော့အိုရမယ်နာရမယ်သေရမယ်ဆရာကြီးကဒါလေးကိုအရင်ဆုံးစပြီးတော့เนาะသတိပေးလိုက်ပါတယ်။တို့တပီးကသင်သေးသွားတော့သင်ဖွားသောမြေသင်တို့မြေသည်အခြေတုံးမြင့်ကြံကောင်းသည်ဟုတ်ပါတယ်တဲ့ကိုပြီးနာပြီးသေရမှာပဲဒါပေမဲ့သေသွားတဲ့အခါမှာတော့ကိုမွေးဖွားခဲ့တဲ့ကိုတိုင်းပြည်ရဲ့ဟာလားစီးပွားရေးလူမှုရေးတွေအကုန်လုံးဟာတိုးတက်ပြီးတော့ကြံခဲ့တဲ့နေအဲ့တော့ဆရာဆက်ဖတ်ပြပါမယ်တင်းဤမျိုးသားစာစကားလဲကြီးဝါတက်မြင့်ကြံကောင်းသည်အဲ့တော့စာပေဆိုတာတကယ်တော့နော်လူမျိုးတစ်မျိုးအတွက်အလွန်ရေးကြည့်ပါတယ်နော်စာပေပြောက်ရင်လူမျိုးပြောက်ပါလူလည်းပြောက်ပါမယ်ဒါကြောင့်မလို့စာပေတွေတိုးတက်နော်ထွန်းကားဖို့အတွက်လူတိုင်းမှာလည်းတာဝန်ရှိတယ်ဒါလေးကိုလည်းပဲစာပေတိုးတက်ထွန်းကားမှယဉ်ကျေးမှုတွေလည်းတိုးတက်ထွန်းကားလိမ့်မယ်ယဉ်ကျေးမှုတွေတိုးတက်ထွန်းကားမှလည်းပဲဆရာတို့ရဲ့လူအဖွဲ့အစည်းကနော်ကိုချင်းတရားနဲ့ကောင်းဖို့နဲ့လူအဖွဲ့အစည်းတယောက်နဲ့တယောက်မေတ္တာထားကြတဲ့လူအဖွဲ့အစည်းဖြစ်မယ်ဒါလေးကိုဆရာကြီးကနေပြီးတင်းဤမျိုးသားစာစကားလဲကြီးဝါတက်မြင့်ကြံကောင်းသည်လို့သတိပေးခဲ့ပါတယ်ဟုတ်ကဲ့ပါရှင်နောက်ဆုံးပိုက်လေးရတယ်သိကောင်းပါတယ်သင်ဦးချ၍အမြောက်ဝေရာဇေဒီတာနှင့်သစ္စာအယောင်ညံတစောင်းလဲပြောင်းလဲဝင်းလဲကြံစေတည်းတဲ့အဲ့တော့ဆရာကြီးကဘာပြောသွားတာလဲသ
တင်ဦးချ၍အမြောက်ဝေရဘာသာတရားနဲ့ပတ်သက်လို့ရှိရလေတဲ့ဘာသာရေးတွေထွန်းကားဖို့သာသနာတွေထွန်းကားဖို့သာသနာတွေထွန်းကားမှဇေဒီယာလည်းပဲဟာလားအယောင်ပြောင်းမှာပေါ့ရွှေအောင်နဲ့ပြောင်းနေမှာပေါ့ဒီမှာအကျဉ်းဆုံးတော့သစ္စာအယောင်သစ္စာဆိုတာဘာလဲသစ္စာဆိုတာအမှန်တရားပဲအဲ့တော့အမှန်တရားတွေထွန်းကားဖို့လည်းပဲဆရာတို့လူသားတွေမှာတာဝန်ရှိတယ်အဲ့တော့ဆရာကြီးကသစ္စာတရားအမှန်တရားကိုသိဖို့ဆိုတာဉာဏ်ကလည်းအရေးကြီးတယ်ဟုတ်ကဲ့ပါဉာဏ်ပညာကြီးမှအမှန်တရားကိုသိမှာပေါ့ဒါလေးကိုသစ္စာအယောင်ဉာဏ်တစ်စောင်လဲပြောင်းလဲဝင်းလဲကျန်စေတည်းဆိုပြီးတော့ပြောသွားပါတယ်ဟုတ်ကဲ့ပါဆရာအဲ့တော့ဒီသင်သေးသွားတော့ကြပြလေးကတော့နော်ဆရာစိတ်ထဲမှာဆွဲနေတဲ့ကြပြလေးပါပဲတပည့်ဟုတ်ကဲ့ပါဆရာရှင်ဒီကြပြဆိုလို့ရှင်ပေါ့နော်ဆရာဒါလူလောကမှာဒါရှင်ပြီးလို့ရှင်တော့တနေ့တစ်ချိန်မှာတော့အသက်တည်ဆုံးသွားမှာပဲပေါ့နော်အဲ့ဒါကိုလည်းဆရာကြီးကနေဒါအချီးနီးတိုင်မဖြစ်စေဘူးအတွက်ပေါ့နော်ဒါမျိုးချစ်စိတ်တဲ့နိုင်ငံချစ်စိတ်တဲ့ကိုပေါ့နော်ဒါလမ်းပြပေးခဲ့တာပေါ့နော်ဆရာဒီကြပြကနေမှတစ်ဆက်ဟုတ်ပါတယ်ဆရာကြီးစော်ကြီးရဲ့ကြပြတွေပြီးတဲ့အချိန်မှာဆရာကြီးစော်ကြီးတော့ငယ်တာပေါ့လေဟုတ်ကဲ့ပါဆရာနောက်တော့ကြပြဆရာတယောက်ပေါ့ဆရာတင်မိုးပါဟုတ်ကဲ့ပါဆရာဆရာတင်မိုးကတော့ဆရာကြီးတဲ့အသက်26နှစ်ငယ်ပါတယ်ခရစ်1933ခုနှစ်မှာမွေးဖွားခဲ့ပါတယ်2009ခုအသက်84နှစ်မှာဆရာတင်မိုးကွယ်လွန်သွားခဲ့ပါတယ်ဆရာလည်းပဲကြပြတွေအများကြီးရေးခဲ့ပါတယ်စကားပြေလည်းအများကြီးရေးခဲ့ပါတယ်ဆရာတို့ငယ်စဉ်ကတော့ဆရာတင်မိုးကြပြတွေနဲ့ကြီးပြင်းခဲ့ရတာပေါ့နော်အဲ့တော့ဆရာတင်မိုးရေးခဲ့တဲ့ကြပြတွေထဲမှာဆရာတင်မိုးကသူ့ကြပြတွေကိုစူးစီးလိုက်ပြီးလို့ရှိရင်ခေါင်းစဉ်လေးတွေပေးလို့ရှိပါတယ်ဟုတ်ကဲ့ပါဒီကြပြစူးစီးမှုကိုတော့ तू ကဘယ်လိုခေါင်းစဉ်ပေးခဲ့လဲဆိုလှေတစ်စင်းနဲ့ခရီးတယ်လို့ပေးခဲ့ပါတယ်အဲ့လေတစ်စင်းနဲ့ခရီးတယ်ထဲမှာပါတဲ့ကြပြတစ်ပုဒ်သမီးနဲ့ဝင်ပြပါမယ်ကြပြလေးရဲ့နာမည်အလှကိုစီပါနော်အဲ့တော့ဆရာဒီကြပြလေးကိုဖတ်ပြပါမယ်ဖောလာမင်းလဲသူ့အစင်းနဲ့အလင်းနဲ့မိတိုင်ငယ်လဲသူ့အရွယ်နဲ့အဆွဲနဲ့စပယ်ဦးလဲသူ့ကုံဒူးနဲ့ငုံဖူးနဲ့ဘရောက်ဝါလဲသူ့အခါနဲ့နန့်တာနဲ့မြစ်ပြင်နဲ့လဲသူ့တိုင်းခွက်နဲ့လှိုင်းရက်နဲ့စမ်းချောင်းခွေလဲသူ့ချောင်းရည်နဲ့လောင်းလေနဲ့မိသည့်အရာမဆိုတာတွေသူ့မှာကို့မှာအလှတာတွေတဘောဝလေအလှကိုစီစွမ်းရည်ကိုငါလက်ဆောင်ငါဤအလှဝင်တိုမငြိညိုနဲ့ဝင်တိုမှုသာမလှရည်သူ့ကုံသူ့တိမ်သူ့အရှိန်နဲ့အကျင့်အခါဒေယဒေသဌာနအလျောက်ရေးရောက်သည်စွမ်းလောက်နိုင်သူကြီးပါတကားတဲ့ဟာဆရာသိကြိုက်တာပဲဒီပါဆရာတို့ဒီကြပြာကထက်တန်းကျောင်းတော့သင်ရတဲ့ကြပြာလေးပါအခုဒီမှတ်မိနေတယ်နော်အဲ့တော့ဖိုးလာမင်းမှာလည်းအယောင်ရှိသလိုနော်မိတိုင်ငယ်မှာလည်းအယောင်ရှိတယ်တော့မရှင်နဲ့ဇပယ်ဦးမွေးသလိုဘရောက်ကလည်းမွေးတာပဲမြစ်ကလည်းပဲနော်သူ့ဟာနဲ့သူရှိသလိုချောင်းရည်ကလည်းသူ့လှနဲ့သူရှိတာပဲဘယ်ရမဆိုသူ့မှာကိုယ်မှာအလှကိုယ်စီရှိကြတယ်တဘာဝကအလှကိုယ်စီစွမ်းရည်ကိုလူတိုင်းကိုဝေးမျှထားတယ်ဒီအပိုက်ကတော့အကြိုက်ဆုံးပဲအလှဝင်တော့မငြိညိုနေဝင်တော့မှုသာမလှရသည်တဲ့ဟုတ်ပလားသူများလှနေတာလေသူများကြီးဝါနာတယ်ဝင်တော့မှုဖြစ်နေတဲ့ဝင်တော့မှုကလားမလှတာတဲ့ဝင်တော်မှုကသာအကြီးတန်းတာလို့ပြောသွားတယ်သူ့ကုံသူ့တိမ်သူ့ရှိန်နေအချိန်အခါနေရာဒေသဌာနလျောက်ရေးရောက်သည်စွမ်းလောက်နိုင်သူကြီးပါတကားဒီကြပြလေးကိုဖတ်လိုက်တဲ့အခါမှာဩလူတိုင်းမှာစွမ်းရည်ရှိပါလားတန်ဖိုးကိုစီရှိကြတယ်တန်ဖိုးကိုစီရှိကြတယ်လူတွေကိုလေးစားရမယ်လူတိုင်းကိုလေးစားရမယ်လူတိုင်းမှာစွမ်းရည်ရှိတယ်သူနေရာနဲ့သူတော့အရေးပါတဲ့လူတွေကြီးပဲဆိုတဲ့အသိလေးကိုပေးပါတယ်ဒါကြောင့်မလို့ဒီကြပြလေးကိုသမီးနဲ့ဝေးမျှခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါဆရာရှင်နေဆရာဝေးမျှသွားတယ်ပေါ့နော်ဒီအင်မတန်တန်မိုးရှိတဲ့ကြပြတွေကိုကြားရတဲ့အတွက်ဆရာကိုသမီးကအထူးပဲကျေးဇူးတင်ပါတယ်ရှင်ဟုတ်ပါပြီကြည့်ရှုနေတဲ့ပရိသတ်တွေလည်းဒီကြပြတွေကမှတစ်ဆင့်ပေါ့နော်အတွေးအမြင်တွေသူတို့လည်းဆက်လက်ပြီးတော့ပေါ့နော်သူတို့လည်းရရှိနိုင်မှာဖြစ်ပါတယ်ဆရာဟုတ်ကဲ့ပါဒီနေ့အစီအစဉ်မှာအခုလိုမျိုးပေါ့နော်လာရောက်ပြီးတော့ဆရာရဲ့အတွေးအမြင်ဘုဟုတုတတွေကိုမျှဝေပြီးသွားတဲ့အတွက်လည်းဆရာကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်ကောင်းပါပြီသမီးပရိသတ်များရှင်အခုတစ်ပတ်မှာတော့ကြပြကနေရရှိတဲ့အတွေးခေါ်တွေနဲ့ပတ်သက်ပြီးတော့ဆရာကနေမျှဝေပြီးသွားတာပဲဖြစ်ပါတယ်ရှင်။နောက်လာမယ့်အစီအစဉ်တွေမှာလည်းအသိပညာနဲ့အမှန်တရားအစီအစဉ်ကနေဘလို့အကြောင်းအရာတွေကိုမျှဝေပြီးသွားမလဲဆိုတာကိုဆက်လက်ပြီးတော့စောင့်မျှော်ကြည့်ရှုကြဖို့အတွက်ဖိတ်ကြားအပ်ပါတယ်ရှင်။